အခုဆိုရင်အရှိလေပိုင်းဒေတာရဲ့အခြေအနေဟာအလွန်ကိုစိုးရိမ်စရာကောင်းတဲ့အဆင့်တစ်ခုကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။အထူးသဖြင့်ကမ္ဘာရေနံတင်ပို့မှုရဲ့အထူးအသက်သွေးကြောင်းဖြစ်တဲ့ Hormuz ရေလက်ကြားမှာအီရန်နဲ့အမေရိကန်ပြည်ထောင်စုတို့အကြားစစ်ရေးတင်းမာမှုတွေဟာအမြင့်ဆုံးအခြေအနေကိုရောက်ရှိနေတာဖြစ်ပါတယ်။အီရန်နိုင်ငံပိုင်မီဒီယာတွေရဲ့ထုတ်ပြန်ချက်အရဆိုရင်အီရန်ရေတပ်ဟာအမေရိကန်စစ်သင်္ဘောတွေကို Hormuz ရေလက်ကြားအတွင်းဝင်ရောက်ခြင်းမပြုနိုင်အောင်တားဆီးပိတ်ဆို့လိုက်ပြီလို့သိရပါတယ်။ဒါတွေမှမသေးပဲအီရန်ဘက်ကပိုပြီးတုံ့လုပ်စရာကောင်းတဲ့ထုတ်ပြန်ချက်တစ်ခုပါထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒါကတော့အီရန်ရဲ့ဒုံးကြီးတွေဟာအမေရိကန်စစ်သင်္ဘောတစ်စင်းကိုထိမှန်အောင်ဖိခတ်နိုင်ခဲ့တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးဟာဒေတာရင်းမှာစစ်မီအကြီးကျယ်တောက်လောင်သွားနိုင်တဲ့အန်ဒီရရှိနေတာကြောင့်ကမ္ဘာတစ်ဝန်းကစိုးရိမ်တကြီးစောင့်ကြည့်နေကြရတာဖြစ်ပါတယ်။ဒါပေမဲ့ဒီသတင်းနဲ့ပတ်သက်ပြီး American စစ်တချို့ဖြစ်တဲ့ Sentin ကတော့ချက်ချင်းဆိုသလိုတုံ့ပြန်ညှင်းဆိုလိုက်ပါတယ်။ American စစ်သင်္ဘောတစ်စင်းလဲမှာ Iran ရဲ့တိုက်ခိုက်မှုကိုမခံရသလိုထိခိုက်ပျက်စီးမှုလည်းမရှိဘူးလို့အတိအလင်းပြောကြားလိုက်တာဖြစ်ပါတယ်။ American အရာရှိတွေရဲ့အဆိုအရ American ရေတပ်ဟာ Iran စိတ်ကမ်းတွေကိုပိတ်ဆို့ထားတဲ့စစ်စင်ရေးကိုဆက်လက်လှုပ်ဆောင်နေပြီးအဲ့ဒီစစ်စင်ရေးကို Project Freedom လို့အမည်ပေးထားတာဖြစ်ပါတယ်။ American သမ္မတ Donald Trump ကလည်းဒီရေလက်ကြားဟာနိုင်ငံတကာရေပိုင်နက်ဖြစ်တာကြောင့်သင်္ဘောတွေလွတ်လပ်စွာဖြတ်တန်းသွားလာနိုင်ဖို့အတွက် American စစ်တပ်ကလမ်းညွှန်မှုတွေပေးသွားမယ်လို့ကတိပြုပြောကြားထားပါတယ်။ဒီနေရာမှာထူးခြားတာက American ဘက်ကအသုံးပြုနေတဲ့လမ်းညွှန်ပေးတယ်ဆိုတဲ့စကားကအရင်ကပြောင်းနေကြအဆောင်ရှောက်လိုက်ပေးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမဟုတ်ပဲသင်္ဘောတွေဘေးကင်းစွာသွားနိုင်ဖို့အတွက်လမ်းကြောင်းပြသပေးတာမျိုးသာဖြစ်တယ်လို့ American အရာရှိတဦးကရှင်းပြထားပါတယ်ဒီလိုစည်ရေးတင်မာမှုတွေကြောင့်ကမ္ဘာစီးပွားရေးအပေါ်မှာလည်းရိုက်ခတ်မှုတွေစတင်ရှိလာနေပြီဖြစ်ပါတယ်။အထူးသဖြင့်ရေနံကပို့မှုလမ်းကြောင်းတွေပိတ်ဆို့ခံရမှာကိုစိုးရိမ်ကြတာကြောင့်လောင်စာဈေးနှုန်းတွေဟာတရိပ်ရိပ်မြင့်တက်လာနေတာဖြစ်ပါတယ်။ American ပြည်တွင်းမှာတပတ်တွင်းမှာတင်ဓာစီဈေးနှုန်းဟာ35စင်းအထိမြင့်တက်သွားပြီးတကယ်လန်ကို$4.46အထိရောက်ရှိသွားခဲ့ပါတယ်။ဒါဟာတာမန်ပြည်သူတွေရဲ့နေ့စဉ်လူမှုဘဝအပေါ်မှာကြီးမားတဲ့ဝန်ထုတ်ဝန်ပြင်းဖြစ်စေတာသိကြပါတယ်။လက်ရှိမှာတင်ပေါ်လိုင်းအတီးပြီးကအချက်အလက်တွေအရဆိုရင် Hormuz ရေလက်ကြားကိုဖြတ်တန်းသွားလာနေတဲ့ကုန်တင်သင်္ဘောနဲ့ရေနံတင်သင်္ဘောအရေးအတွက်ခါလုံးဝနီးပါးရက်ဆိုင်သွားပြီလို့သိရပါတယ်။ဒါဟာကမ္ဘာကုန်သွယ်လမ်းကြောင်းမှာကြီးမားတဲ့အဟန့်အတားတစ်ခုဖြစ်နေတာပါ။အီရန်ဘက်ကတော့သူတို့ရဲ့ပိုင်နက်ကိုတိုးချဲ့တတ်မှတ်ထားတဲ့မြေပုံတစ်သက်ကိုထုတ်ပြန်လိုက်ပြီးအဲ့ဒီမြေပုံတွေမှာအနီးတောင်မြင်းတားမှာတဲ့နေရာတွေအတွင်းကိုဘယ်နိုင်ငံကြားစစ်တပ်မှဝင်ရောက်လာတာမျိုးမခွင့်ပြုဘူးလို့တတိပေးထားပါတယ်။တကယ်လို့ကျူးကျော်ဝင်ရောက်လာမယ်ဆိုရင်တော့အပြင်းထန်တိုက်ခိုက်သွားမယ်လို့အီရန်အာဏာပိုင်တွေကကြုံဝါနေပါတယ်။ဒီလိုအပြန်အလှန်ချွေးမြောက်မှုတွေဟာလက်ရှိနေတဲ့အပိအခတ်ရက်ဆိုင်ရေးကိုပြပြစေနိုင်တယ်လို့ဒေတာရင်းမတည်ငြိမ်မှုကိုပိုပြီးဆိုးရွားစေနိုင်ပါတယ်။ American သမ္မတ Donald Trump ကတော့ဒီကိစ္စကိုတန်တမာရေးနီးလန်းအရာဖြေရှင်းဖို့ကြိုးစားနေတယ်လို့ဆိုပေမဲ့အီရန်ဘက်ကတင်ပြလာတဲ့အချက်အလက်တွေဟာမလုံလောက်တယ်လို့ဝေဖန်ပြောကြားထားပါတယ်။ဒီအခြေအနေတွေဟာဘလို့ဆက်ဖြစ်လာမလဲဆိုတာကိုခက်မှန်းရခက်ရမ်းနေစေပါပဲ။ American ဘက်ကစစ်အင်အားအလုံးရင်းနဲ့ဒီဒေတာမှာတတ်ဖြန့်ထားတာဟာအီရန်ကိုဖိအားပေးဖို့ဖြစ်တယ်လို့တစ်ဖက်မှာလည်းအီရန်ကသူတို့ရဲ့အချုပ်ချာအာဏာကိုကာကွယ်မယ်ဆိုတဲ့ခေါင်းစဉ်နဲ့တွန့်ပြတ်နေတာဖြစ်ပါတယ်။ American ဘက်ကအသုံးပြုမဲ့စစ်လက်နဲ့ပစ္စည်းတွေထဲမှာဖြတ်တင်ဘော်ရီလေရင်ပေါင်း100ကျော်ဒရုန်းဂရီနဲ့စစ်တီအင်အားနေပေါင်း1,500ကျော်အထိပါဝင်နေတာကြောင့်ဒါဟာတာမန်စစ်စင်ရဲ့တခုမဟုတ်တာသိကြပါတယ်။ဒီလိုအင်အားအလုံးရင်းအသုံးပြုပြီးတင်ဘော်ရီကိုလမ်းညွှန်ပေးမယ်ဆိုတဲ့အချက်ကအီရန်အတွက်တော့ကြီးမားတဲ့ချိန်မြောက်မှုတစ်ခုဖြစ်နေပါတယ်။နောက်ထပ်စိုးရိမ်စရာတစ်ခုကတော့အီရန်အရာရှိတဦးကပြောကြားလိုက်တဲ့စကားပဲဖြစ်ပါတယ်။သူကတော့ American ဘက်က Hormuz ရေလက်ကြားကိစ္စမှာဝင်ရောက်ဆွတ်ဖြတ်တာမျိုးလုံလာမယ်ဆိုရင်ဒါဟာ American ဘက်ကအရင်သဘောတူထားတဲ့အဖြစ်အခက်ရက်ဆိုင်ကြီးကိုချိုးဖျောက်တာဖြစ်တယ်လို့ဆွတ်ကြွားထားပါတယ်။ဒါပေမဲ့ American လွတ်တော်အမတ်တွေနဲ့အစိုးရအဖွဲ့ဝင်တွေကတော့ဒီဆွတ်ကြွားချက်ကိုပယ်ချထားပါတယ်။သူတို့ရဲ့အယူဆအရ Hormuz ရေလက်ကြားဟာအီရန်နဲ့တဦးတည်းပိုင်နဲ့မဟုတ်တာကြောင့်နိုင်ငံခြားသင်္ဘောတွေလွတ်လပ်စွာသွားလာခွင့်ရှိရမယ်လို့ဆိုပါတယ်။အီရန်ဟာဒီရေလက်ကြားကိုလက်နက်တစ်ခုအလိုအသုံးပြုပြီးကမ္ဘာကိုချိန်မြောက်နေတယ်လို့လည်း American ဘက်ကတုံ့ပြန်ထားပါတယ်။အခုလိုမျိုးနှစ်ဖက်စလုံးဟာအလော့မပေးပဲတင်းခံနေကြတာဟာအမှားယွင်းတစ်ခုခုဖြစ်သွားတာနဲ့စစ်ပွဲကြီးတစ်ခုကိုဥတီသွားစေနိုင်ပါတယ်။အထူးသဖြင့်စစ်တင်ဘောနေဒဇင်းနဲ့ဒဇင်းနီးကပ်စွာရှိနေတဲ့အချိန်မှာရည်ရွယ်ချက်ရှိဖြစ်စေမတော်တဆပြစ်ခတ်မှုတစ်ခုဖြစ်သွားလိုက်တာနဲ့အခြေအနေတွေဟာထိမ့်မနိုင်သိမ့်မရဖြစ်သွားမှသိကြပါတယ်။ဒါကြောင့်လဲကုလသမဂ္ဂအပါအဝင်ကမ္ဘာခေါင်းဆောင်တွေကနှစ်ဖက်စလုံးကိုထိမ့်သိမ့်လှုပ်ဆောင်ကြဖို့တိုက်တွန်းနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမြေပြင်အခြေအနေမှာတော့တင်းမာမှုတွေဟာလျော့ပါသွားမဲ့လက္ခဏာမတွေ့ရသေးပါဘူး။ဒါစီဈေးနှုန်းတွေတက်လာတာကုန်တွေလမ်းကြောင်းတွေပိတ်ဆို့ခံရတာစတဲ့နောက်ဆက်တွဲပြန်ထနာတွေဟာကမ္ဘာပြည်သူတွေအတွက်တကယ်ကိုစိုးရိမ်စရာအချက်တွေဖြစ်နေတာပါလာမယ့်ရက်ပိုင်းတွေမှာအခြေအနေတွေဟာဘလို့ပြောင်းလဲသွားမလဲဆိုတာကိုကျွန်တော်တို့ဆက်လက်စောင့်ကြည့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်
အရှိအလန်ပိုင်းဒေတာရဲ့တင်မာမှုတွေဟာဒီနေ့တဲ့နေ့ပုံပုံပြင်းထန်လာနေပြီးအခုဆိုရင်အမေရိကန်နဲ့အီရန်တို့အကြားစစ်ရေးအရာထိပ်တိုက်တွေ့ဆုံမှုတွေဟာရှောင်လွှဲရခက်တဲ့အခြေအနေကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ရှေ့မှာတင်ပြခဲ့သလိုပဲအီရန်ဘက်ကအမေရိကန်စစ်တင်ဘော်ကိုတိုက်ခိုက်ခဲ့တယ်လို့သတင်းလွှင့်နေချိန်မှာအမေရိကန်ဘက်ကတော့ဒါကိုသတင်းမှားလို့တုံ့ပြန်ထားပါတယ်။ဒါပေမဲ့မြေပြင်မှာတော့နှစ်ဖက်စလုံးကစစ်ဖင်ဆင်မှုတွေကိုအရှင်အဟုန်ချင်းလှုပ်ဆောင်နေကြတာပါ။အထူးသဖြင့်အီရန်ကထုတ်ပြန်လိုက်တဲ့မြေပုံအတစ်ဟာနိုင်ငံတကာအတိုင်းအဝန်ကိုကြီးမားတဲ့တုံ့လှုပ်မှုတွေဖြစ်စေခဲ့ပါတယ်။အဲ့ဒီမြေပုံမှာအီရန်ကတလို့ခိန်းချုပ်တဲ့ရေပိုင်တဲ့ area ကိုအစမတန်တိုးချက်တက်မှတ်လိုက်ပြီးဒါဟာဟော်မုတ်ရေလက်ကြားရဲ့အဝင်အထွက်လမ်းကြောင်းတစ်ခုလုံးကိုလွှမ်းမိုးထားတာထက်ပါလေအီရန်အာဏာပိုင်တွေကတော့ဒီအနီးတောင်မြင်းသားလာတဲ့ area အတွင်းကိုကျူးကျော်ဝင်ရောက်လာတဲ့ဘလို့နိုင်ငံခြားစစ်အင်အားကိုမဆိုချက်ချင်းတွန်းပြန်တိုက်ခိုက်သွားမယ်လို့ပြက်ပြက်သားသားတတိပေးထားတာထက်ပါလေဒီလိုအခြေအနေမျိုးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဆုံးဖြတ်ချက်ကလည်းအလွန်ကိုအရေးပါနေပါတယ်သမ္မတထရန့်ကအမေရိကန်စစ်တပ်အနေနဲ့ဟော်မုတ်ရေလက်ကြားကိုဖျက်ဆီးမဲ့ကုန်သွယ်ရေးတင်ပေါ်တွေကိုလမ်းညွန်ပြသမှုတွေစတင်လှုပ်ဆောင်တော့မယ်လို့ကြေညာထားပါတယ်ဒီနေရာမှာလမ်းညွန်မှုဆိုတဲ့စကားလုံးဟာအလွန်ကိုအနက်အထိပဲနှက်နေပါတယ်အမေရိကန်အရာရှိတွေရဲ့ရှင်းပြချက်အရတော့ဒါဟာဓာတ်ရိုက်အဆောင်ရှောက်လိုက်ပေတဲ့အဆောင်ရှောက်စစ်တင်ပေါ်အပူမျိုးမဟုတ်ပဲနီးပညာနဲ့သတင်းအချက်လက်တွေကိုအသုံးပြုပြီးဘေးကိန်းနဲ့လမ်းကြောင်းကနေသွားနိုင်အောင်ကူညီမှဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့လက်တွေမှာတော့အမေရိကန်ရဲ့စစ်ပတ်ဆိုင်ရာအင်အားစုတွေဟာဒီဒေသမှာအလုံးလေးနဲ့ရှိနေတာပါလမ်းညွှန်မှုဘေးဝတ်ထလေရင်ပေါင်းတညာခွဲဒရုန်းတွေနဲ့ခတ်မိဖျက်သိမ်းပေါ်တွေကိုအသုံးပြုသွားမှာဖြစ်ပါတယ်ဒါဟာအီရန်ရဲ့ပိတ်ဆို့မှုကိုလက်တွေကြစိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့စိတ်ဝင်စားဖို့အချက်ကတော့ဒီလောက်အထိအင်အားပြနေပြီမြဲလဲကမ္ဘာရေချောင်းကုန်သွယ်ရေးလုပ်ငန်းရှင်တွေကတော့အခြေအနေကိုယုံကြည်မှုမရှိသေးတာပဲဖြစ်ပါတယ်တင်ပေါ်လိုင်းတွေအသီးသီးကအချက်လက်တွေအရဒီနေ့အထိဟော်မုတ်ရေလက်ကြားကိုဖျက်တန်းသွားလာတဲ့ရေနေတင်တင်ပေါ်ဒါမှမဟုတ်ကုန်တင်တင်ပေါ်အရေးအတွက်ဟာတုံညက်နီးမှာပဲရှိနေပါသေးတယ်တင်ပေါ်ပိုင်ရှင်တွေနဲ့ကုန်သည်တွေဟာသူတို့လက်ကုန်စည်တွေနဲ့ဝန်ထမ်းတွေရဲ့အသက်အန္တရာယ်ကိုအီရန်ရဲ့ချွေးမြောက်မှုအောင်မှာဆွင်ဆိုင်ဖို့အဆင့်မဖြစ်သေးတာကိုပြသနေတာပါအမေရိကန်ဘက်ကဘလောက်ပဲကာကွယ်မဲ့ပြောမြေပြင်မှာအီရန်ရဲ့ဒုံးမိတွေနဲ့ကမ်းရော့တဲ့စောင့်တက်တွေကအဆင့်သင်ရှိနေတာကြောင့်စီးပွားရေးလုပ်ငန်းရှင်တွေအတွက်တော့ဒါဟာကြီးမားတဲ့ဆွင်စားမှုတစ်ခုဖြစ်နေပါတယ်ဒီစီရေးတင်မမှုရဲ့နောက်ဆက်တွဲ real အနေနဲ့ကဘာတဝက်မှာလောင်စီဈေးနှုန်းတွေဟာအထင်းကုန်မဲ့မွတ်တက်လာနေတာကိုတွေ့ရပါတယ်။ American ပြည်ထောင်စုတဝက်မှာတဲ့တက်စီဈေးနှုန်းဟာတပတ်အတွင်းမှာ35စံအကြီးခုန်တက်သွားပါတယ်။လက်ရှိပြောင်းရဈေးနှုန်းဟာတကားလန်ကို$4.46ဒေါ်လာအထိရှိနေပြီဖြစ်ပါတယ်။ဒါဟာ American ပြည်သူတွေရဲ့နေ့စဉ်စားဝတ်နေရေးကိုတိုက်ရိုက်ထိခိုက်စေတဲ့အချက်ဖြစ်ပါတယ်။ဈေးနှုန်းတွေမြင့်တက်လာတာနဲ့ကုန်စည်ဈေးနှုန်းတွေလည်းလိုက်ပါမြင့်တက်လာနိုင်တာကြောင့်စီးပွားရေးပညာရှင်တွေကတော့ဒါဟာကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းမှုရဲ့အစပြိုးချင်းခင်နိုင်တယ်လို့သတိပေးနေကြပါတယ်။အကျိုးသဖြင့်ရင်းနှဲကိုအထူးအားထားနေရတဲ့ဖွံ့ဖြိုးတော်ဆိုင်နေတဲ့နိုင်ငံတွေအတွက်တော့ဒီတန်းဟာပိုပြီးပြင်းထန်မှာသိကြပါတယ်။တန်တမာရေးနယ်ပါမှာလည်းအခြေအနေတွေဟာအလွန်ကိုရှုပ်ဖွေးနေပါတယ်။သမ္မတထရန့်ကအီရန်နဲ့ဆွေးနွေးမှုတွေဟာအပြူဆောင်ဇက်ပတ်ကိုဥတီနေတယ်လို့ပြောဆိုနေပေမဲ့လည်းတစ်ဖက်မှာတော့အီရန်ရဲ့ကမ်းလှမ်းမှုတွေကိုပယ်ချထားပါတယ်။ဒါဟာအမေရိကန်ရဲ့အမြင့်ဆုံးဖိအားပေးမှုမဟာဗျူဟာကိုဆက်လက်ကျင့်သုံးနေတာဖြစ်ပါတယ်။တစ်ဖက်မှာတော့အီရန်အာဏာပိုင်တွေကသူတို့ရဲ့အနေအထားကိုလုံးဝ short ပေးမှာမဟုတ်ဘူးလို့တုံ့ပြန်နေပါတယ်။အီရန်အရာရှိသူတို့ကဆိုရင်အမေရိကန်ရဲ့ဘလို့ဆွတ်ဖြန့်မှုမဆိုဟာအရင်ကတပေါက်တူထားတဲ့အပစ်ခတ်ရက်စေမှုကိုချိုးဖျောက်တာဖြစ်တယ်လို့ကုလသမဂ္ဂအထိတိုင်ကြားဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ဒါပေမဲ့အမေရိကန်ဘက်ကတော့ဟော်မုရေလက်ကြားဟာနိုင်ငံတကာရေပိုင်နက်ဖြစ်ပြီးဘယ်နိုင်ငံကမှဒါကိုလက်ဝါးကြီးထိန်းချုပ်လို့မရဘူးလို့ပြန်လဲတုံ့ပြန်ထားပါတယ်။စီရေးကျွမ်းကျင်တို့ရဲ့အမြင်ရတော့လက်ချီအခြေအနေဟာထိမ့်မရတိမ့်မရအခြေအနေတစ်ခုကိုအချိန်မရွေးရောက်ရှိသွားနိုင်တယ်လို့ဆိုပါတယ်။အမေရိကန်ကစစ်သည်အင်္ဂါ100လားတောင်ကိုဒီဒေတာမှာအတင်းတက်ဖြန့်ထားသလိုဖျက်သင်းဘောတွေနဲ့လေရင်တင်သင်းဘောတွေကလည်းဟော်မုန်ရေလက်ကြားနဲ့မနီးမဝေးမှာရှိနေပါတယ်။အီရန်ဘက်ကလည်းသူတို့ရဲ့အမြန်နှုံးမိတာတဲ့တိုက်ခိုက်မှုလွေတွေနဲ့ကမ်းရိုးတဲ့အခြေစိုက်ဒုံးမြစ်တွေကိုစင်တင်ပြင်ဆင်ထားပါတယ်။ဒီလိုအင်အားချင်းပြိုင်နေတဲ့အချိန်မှာရည်ရွယ်ချက်အရှိရှိတိုက်ခိုက်မှုမဟုတ်ပဲမတော်အဆထိခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရင်တော့ဒါဟာစစ်ပွဲကြီးတစ်ခုကိုစတင်ဖို့လုံလောက်တဲ့အကြောင်းရင်းဖြစ်သွားနိုင်ပါတယ်။ဒါအပြင်အမေရိကန်ရဲ့နိုင်ငံခြားမှုရည်မှာလည်းအပြောင်းလဲချချို့ရှိနေတာကိုတွေ့ရပါတယ်။သမ္မတထရန့်ကဂျာမနီမှာရှိတဲ့အမေရိကန်စစ်သည်9000ကိုပြန်လည်ရုပ်သိမ်းဖို့ဆုံးဖြတ်လိုက်တာဟာယူရိုပမဟာမိတ်တွေအကြားမှာကြီးမားတဲ့ကြောက်ရိုက်ခတ်မှုတွေဖြစ်စေခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်ချက်ဟာအမေရိကန်ရဲ့အင်အားကိုအရှေ့အလယ်ပိုင်းဒေသမှာပိုပြီးစုစည်းဖို့အတွက်လားဒါမှမဟုတ်မဟာမိတ်တွေနဲ့ဆက်ဆံရေးမှာအကြောင်းထင်လာသလားဆိုတာကတော့ဆွေးနွေးစရာဖြစ်လာနေပါတယ်။အမေရိကန်လွှတ်တော်အမတ်တချို့ကတော့သမ္မတရဲ့ဒီလိုလှုပ်ဆောင်ချက်ဟာအမေရိကန်ရဲ့ကမ္ဘာလုံးဆိုင်ရာသွားအောင်ဝတ်အာဏာကိုထိခိုက်စေနိုင်တယ်လို့ဝေဖန်နေကြပါတယ်။အခုဆိုရင်ဟော်မုတ်ရေးလက်ကြားရဲ့အရေးခင်းဟာစီးပွားရေးနဲ့တန်တမာရေးအကြက်အတဲတွေအားလုံးရောမိနေတဲ့ပဟေလီတစ်ခုထင်နေပါတယ်။အီရန်ကသူတို့ရဲ့အနီးလောင်မြင်းကိုဘလောက်ထိကာကွယ်မလဲအမေရိကန်ကလည်းလမ်းညွန်မှုဆိုရဲကောင်းစဉ်အောက်ကနေဘလောက်အထိတိုးဝင်လာမလဲဆိုတာကတော့လာမယ့်နာရီပိုင်းအသွေးမှာအထီပေါ်လာမှာဖြစ်ပါတယ်။ကမ္ဘာစီးပွားရေးလေပတ်နေတာကလည်းဒီကျင်းမြောင်းတဲ့ရေးလက်ကြားလေးရဲ့အခြေအနေအပေါ်မှာမူတည်နေတာပါ။အခုဆိုရင်ဟော်မုတ်ရေးလက်ကြားရဲ့အရေးအခင်းဟာအဆုံးဖြတ်ပေးရမယ့်အချိန်ကာလကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ရှေ့မှာစီးရဲနဲ့စီဝါရီတင်မာမှုတွေဟာအရှိန်မပြတ်ပဲပုံမပြင်းထန်လာနေတာကိုတွေ့ရပါတယ်အထူးသဖြင့် American ပြည်ထောင်စုရဲ့ Project Freedom စစ်စင်ရေးဟာအီရန်ရဲ့အချုပ်အာဏာပေါ်တိုက်ရိုက်ဆင်ခံမှုတစ်ခုဖြစ်လာခဲ့ပါတယ်American ဘက်ကစစ်တပ်အင်အား1500နဲ့ခေတ်မော်စစ်လက်နက်ပစ္စည်းတွေကိုအသုံးပြုပြီးတင်ပေါ်တွေကိုလမ်းညွှန်ပေးမယ်လို့ဆိုပေမဲ့ဒါဟာလက်တွေမှာတော့အီရန်ရဲ့ပိတ်ဆို့မှုကိုစစ်ရေးနည်းနဲ့အချိုးဖြတ်ကိုစူးစမ်းတာဖြစ်တယ်လို့နိုင်ငံတကာစစ်လေတင်ကားတွေကသုံးသပ်နေကြပါတယ်။အီရန်ဘက်ကလည်းသူတို့ရဲ့အနီရောင်မင်းတပ်မှတ်ထားတဲ့ပိုင်တဲ့အတွင်းကိုဘလို့နိုင်ငံခြားစစ်တင်ပေါ်မှာပေးမဝင်ဘူးလို့ထပ်လောင်းအတည်ပြုထားတာကြောင့်နှစ်ဖက်စလုံးဟာနောက်ပြန်ဆုတ်မဲ့အလားအလာလုံးဝမရှိတာကိုတွေ့ရပါတယ်။ဒီနေရာမှာကျွန်တော်တို့အဓိကထားကြည့်ရမှာကတော့ American ပြည်တွင်းနိုင်ငံရေးနဲ့မဟာမိတ်ဆက်ဆံရေးအခြေအနေပဲဖြစ်ပါတယ်။ Washington DC မှာရှိနေတဲ့လွှတ်တော်အမတ်တွေကြားမှာလည်းသမ္မတ Trump ရဲ့လှုပ်ဆောင်ချက်တွေပေါ်တဘောထားကွေးလွှဲမှုတွေရှိနေပါတယ်။အထူးသဖြင့် Virginia ပြည်နယ်ကလွှတ်တော်အမတ် Suhat Subramanian ကတော့ American ရဲ့ဒီလိုဝင်ရောက်ဆွတ်ဝက်မှုတွေဟာဘယ်လောက်ထိထိရောက်မှုရှိမလဲဆိုတာကိုတန်တရားရှိနေပါတယ်။သူတို့ရဲ့ဆိုရအခုလို Hormuz ရေလက်ကြားပိတ်ဆို့ခဏတဲ့ပြဿနာဟာအရင်ကမရှိခဲ့ပဲစစ်ပွဲစတင်ပြီးနောက်ပိုင်းမှာသာအီရန်ကဒါကိုအားသာချက်တစ်ခုအနေနဲ့အသုံးချလာတာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင် American အစိုးရအနေနဲ့ယူရိုပမဟာမိတ်တွေနဲ့လက်တွဲလှုပ်ဆောင်ရမယ့်အကြားဂျာမနီကနေတပ်ဖွဲ့အင်ကို9000ကိုရုတ်တရက်ယူသိမ်းလိုက်တာဟာမဟာမိတ်တွေနဲ့ယုံကြည်မှုကိုပြတ်ပြားစေတယ်လို့တန်တမန်ကြီးကလည်းကြာရှုံးမှုတစ်ခုဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ဒီလိုနိုင်ငံရေးအရက်အတက်တီရှိနေပေမဲ့မြေပြင်ကစီးပွားရေးထိခိုက်မှုတွေကတော့လက်တွေ့ကျကျခံစားနေရပြီဖြစ်ပါတယ်။ကမ္ဘာရင်းနှီးတင်ပွင့်မှုရဲ့9ပုံ3ပုံမိဘကဒီရေလက်ကြောကိုဖျက်တမ်းသွားရတာဖြစ်ပါတယ်။အခုလိုလမ်းကြောင်းပိတ်ဆို့နေတာဟာကမ္ဘာစွမ်းရည်ဈေးကွက်ကိုကမောက်ကမချစ်စေပါတယ်။တက်စီဈေးနှုန်းတွေဟာတပတ်အတွင်း30-50မြင့်တက်သွားတာဟာအဆပဲရှိပါသေးတယ်။တကယ်လို့ဒါဒီပိတ်ဆို့မှုဟာနောက်တဲ့သတင်းအနှဲငယ်အထိဆက်သွားမယ်ဆိုရင်တော့ကမ္ဘာတဝင်းကစစ်ရုံလုပ်ငန်းတွေတည်ယူပို့ဆောင်မှုလုပ်ငန်းတွေနဲ့အခြေခံလူဒန်းစားတွေရဲ့စားဝတ်နေရေးဟာအကြီးအကျယ်ပျက်စီးသွားနိုင်ပါတယ်။ဈေးကွက်အတွင်းမှာရင်းနေလူအချက်များလာတာနဲ့အမျှဝယ်လိုရနဲ့ရောင်းလိုရမမျှတမှုတွေဖြစ်ပေါ်လာပြီးတခြားကုန်စည်ဈေးနှုန်းတွေလည်းထိမ့်မနိုင်သိမ့်မြမြင့်တက်လာမှာဖြစ်ပါတယ်။တန်တမန်ရေးကကြည်ရမယ်ဆိုရင်လေအခြေအနေဟာအလွန်ကိုယဉ်လေးစရာကောင်းပါတယ်။ American ဘက်ကလမ်းညွှန်ပေးခြင်းဟာအဆောင်ရှောင်လိုက်ပေးခြင်းမဟုတ်ဘူးလို့ညင်းဆိုနေပြီးမြဲအီရန်အထက်တော့ဒါဟာအတူတူပါတယ်။အီရန်အရာရှိတွေကတော့ဒါဟာသူတို့ရဲ့ရေပိုင်နက်ထဲကိုရည်ရွယ်ချက်ရှိရှိကျူးရတာဖြစ်တယ်လို့ယူဆနေကြပါတယ်။ American စစ်တပ်ကတင်ပိုးတွေကိုလမ်းညွှန်ပြပေးမဲ့အတွက်အသုံးပြုမဲ့လေယာဉ်ပေါင်း100နဲ့ drone တွေဟာအီရန်ရဲ့လေယာဉ်ကာကွယ်ရေးစနစ်နဲ့ထိပ်တိုက်တွေ့ဆုံနိုင်ခြင်းအလွန်မြင့်မားနေပါတယ်။တကယ်လို့အီရန်ဘက်ကစတင်ဖိတ်ခတ်လိုက်တာမျိုးဖြစ်စီဒါမှမဟုတ် American ဘက်ကရန်စတယ်လို့ယူဆပြီးတုံ့ပြန်တာမျိုးဖြစ်လာခဲ့ရင်တော့ဒါဟာဒေတာတွင်းစစ်ပွဲကနေကမ္ဘာလုံးဆိုင်ရာပဋိပက္ခတစ်ခုအဖြစ်ကိုကူးဆက်သွားဖို့အချိန်ပိုင်းသာလိုတော့ပါတယ်။လက်ရှိမှာဥရောပခေါင်းဆောင်တွေဟာလည်းဒီကိစ္စကိုအရေးပေါ်အစည်းအဝေးတွေပြုလုပ်ပြီးဆွေးနွေးနေကြပါတယ်။သူတို့အနေနဲ့ American ရဲ့ဆုံးဖြတ်ချက်တွေကိုစိုးရိမ်ကြီးစောင့်ကြည့်နေရတယ်လို့တစ်ဖက်မှာလည်းအီရန်နဲ့တန်တမန်လမ်းကြောင်းမပြတ်တောင်အောင်စ조사နေရပါတယ်။ဒါပေမဲ့သမ္မတ Trump ရဲ့ American ဦးစားပေးမူဝါဒနဲ့အီရန်အပေါ်ထားရှိတဲ့ပြတ်သားတဲ့တပ်တိုးထားတဲ့ကြောင့်ယူရိုပနိုင်ငံတွေရဲ့ဂျာဝန်စေးစပ်မှုဟာထိရောက်မှုအားနည်းနေတာကိုတွေ့ရပါတယ်။အထူးသဖြင့်ဂျာမနီကနေတပ်ဖွဲ့အင်ကိုရုပ်သိမ်းလိုက်တဲ့ကိစ္စဟာ NATO မဟာမိတ်အဖွဲ့အတွင်းတော့တန်တရားတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒါဟာ American ရဲ့ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်ရဲ့အခမ်းကဏ္ဍကိုမေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။နီးကုန်းချုပ်ပြပြောရမယ်ဆိုရင် Hormuz ရဲလက်ကြားရဲ့အရေးခင်းဟာအခုဆိုရင်အစွန်းနှစ်ဖက်ကိုရောက်နေပါတယ်။တစ်ဖက်မှာ American ရဲ့စစ်ရေးအင်အားပြမှုနဲ့လမ်းညွှန်ပေးခြင်းဆိုတဲ့လှုပ်ဆောင်ချက်တွေကတင်ပို့တွေကိုပြန်လဲတွာလာနိုင်အောင်လှုပ်ဆောင်ပေးနိုင်မလားဒါမှမဟုတ်အီရန်ရဲ့အနီတော်မြင့်တတိအပေးချက်ကပဲကမ္ဘာရေးမြုံကုန်တဲ့ထွေချားကိုဆက်လက်ရပ်တန်းထားမလားဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။လက်ရှိအချိန်တွေအရတော့ဘယ်ဘက်မှာအယုတ်ပေးမဲ့အရေးအယောင်မရှိတာကြောင့်ရှေ့လာမယ့်ရက်တွေဟာကမ္ဘာတမန်ကြောင်အတွက်အလွန်အရေးကြီးတဲ့ရက်တွေချက်လာမှာဖြစ်ပါတယ်။တက်စီစိန်နှုန်းတွေမြင့်တက်မှုစစ်ရေးတင်းမာမှုနဲ့တန်တမာရေးကြရှုံးမှုတွေဟာအားလုံးကိုစိုးရင်ထိတ်လန့်စေပါတယ်။ကျွန်တော်တို့ဟာဒီအရေးခင်းနဲ့ပတ်သက်တဲ့နောက်ဆုံးသတင်းတွေမြေပြင်အခြေအနေနဲ့ကမ္ဘာနိုင်ငံရေးအပြောင်းလဲတွေကိုမိနစ်နဲ့အမျှစောင့်ကြည့်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တာဟာ Hormuz ရေလက်ကြားမှာဖြစ်ပေါ်နေတဲ့ဖြစ်စဉ်မှန်တွေကိုအခြေခံပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။စောင့်ကြည့်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။အားလုံးပဲဘေးကင်းကြပါစေ။